လောကရဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာလူတိုင်းအတွက်လိုအပ်ချက်တစ်ခုပဲဖြစ်တယ်ရုပ်ဝတ္ထုတွေကစိတ်နှလုံးအေးချမ်းမှုကိုမပေးနိုင်ဘူးစိတ်ချမ်းသာမှုဆိုတာဟာရုပ်ဝတ္ထုနဲ့မသက်ဆိုင်တယ်လို့ရှိတယ်စီးပွားဥစ္စာတိုးတက်တာလည်းစိတ်ချမ်းသာမှုကိုပေးတာမဟုတ်ထိုက်တဲ့လောက်တော့စိတ်ချမ်းသာမှုကြီးရနိုင်တော့လည်းပဲအပြည့်အဝပေးနိုင်သလားဆိုမပေးနိုင်ဘူးစိတ်ချမ်းသာမှုလုံးဝအပြည့်အဝပေးနိုင်တာစိတ်ပိုင်းဆိုင်ရာတိုးတက်မှုကသာပေးနိုင်ဒါကြောင့်မို့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကိုအခြေခံပြီးတော့အထင်မြတ်တွေပြောခဲ့တဲ့စကားလူတွေရဲ့စိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့စကားတွေလို့ဒီလိုမှတ်သားကြဖြစ်သူပြောလိုက်တဲ့စကားလေးကတပိရေဝတမာသေထပဏိတိဟထဓတ္တိဖိတပိရေဝတမာသေထဆိုတဲ့စကားလုံးတကယ်ကိုလူတော်လူကောင်းတွေနဲ့ပဲဆုံတွေ့ပါစေဆုံတွေ့အောင်ကြိုးစားကြလူတော်လူကောင်းတွေဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေတော့ဆိုပဏိတေဟိအထဓတ္တိဖိအထဓတ္တိဆိုတာတကယ်ရဲ့ဘဝရဲ့အဓိပ္ပာယ်ကိုသေသေးချာချာစဉ်းစားပြီးသိမြင်တဲ့ပညာရှိပုဂ္ဂိုလ်အဲ့ဒီပညာရှိပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းသင်းမှာဓမ္မသာဝရစိတ်နှလုံးအေးချမ်းမှုဆိုဖြစ်တယ်တမန်ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းလို့ရှိရင်စီးပွားဥစ္စာတိုးတက်ခြင်းတိုးတက်မယ်စိတ်နှလုံးပူပန်ရမှုတွေမှာတဝဲလဲလဲပဲဖြစ်တယ်လို့ဆိုတယ်ဘဝမှာစိတ်နှလုံးချမ်းမြေ့စွာနေနိုင်မှုအတွက်ကတကယ်ကိုအကြောင်းအကျိုးကိုမျှော်မြင်ရှိတဲ့ပညာရှိသူတော်ကောင်းတွေနဲ့ပဲပေါင်းသင်းမှုကြိုးစားပါပညာရှိသူတော်ကောင်းတွေနဲ့ဆုံတွေ့လိုက်ရတဲ့အကျိုးကျေးဇူးအလွန်ကြီးမားတယ်လို့အဲ့တော့ပညာရှိသူတော်ကောင်းဆိုတာတပိဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲကြည့်လိုက်တဲ့အခါတပိဆိုတဲ့စကားလုံးကတဘာယံတာတုတဘောဆိုတဲ့စကားလုံးကလားတပ္ပဆိုတာပွဲလေတဲ့တဲ့ပုဂ္ဂိုလ်ဆိုလိုတာကလူကြီးလူကောင်းစိတ်ကောင်းနှလုံးကောင်းရှိတယ်သူနဲ့တွေ့လို့ရှိရင်တကယ်ကိုတန်ဖိုးရှိတဲ့စကားတွေကြားရတယ်စိတ်နှလုံးအေးချမ်းမှုရှိတယ်အမျှော်မြင်ရှိတယ်သူပြောတဲ့စကားအတိုင်းနေထိုင်လို့ကစိတ်ညစ်စရာဆိုတာတခုမှမတွေ့ရဘူးအဲ့တော့တဘာယံတာတုတ္တ